လီလျော့ခံရွာလေးတစ်ရွာကအသက်9နှစ်အရွယ်ကောင်လေးတစ်ယောက်မှာပိုင်ဆိုင်ဆရာဆိုလို့ဘာတစ်ခုမှလည်းတေချာမရှိပါဘူး။ပိုက်ဆံလည်းမရှိဖက်နှက်လည်းမရှိသလိုအောင်မြင်ဖို့အတွက်အခွင့်အရေးဆိုတာလည်းတကယ်ကိုမရှိခဲ့တာပါ။ဒါပေမဲ့သူ့စီမှာဘယ်သူမှလူယူသွားနိုင်လို့မရတဲ့အရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့အိမ်မက်ပါပဲ။ရိုးစင်းလာတဲ့ဆွေရောင်ဘောလုံးလေးတစ်လုံးသူ့လက်ထဲကိုရောက်လာချိန်မှာတော့အဲ့ဒီအိမ်မက်ကသူ့ကိုအန္တရာယ်တွေဆာလောင်မှုတွေနဲ့တစ္ဆာပေါက်ခံရမှုတွေပြည့်နှက်နေတဲ့လောကကြီးတွေကိုဆွဲခေါ်သွားပြီးတော့ခန္ဓာဝင်ကစားသမားတစ်ယောက်ဖြစ်လာဖို့မဖြစ်နိုင်တဲ့အခွင့်အရေးတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။ဇလန်လေးကိုတော့ခိမိကဘာကြီးနဲ့အလံဝေးလာတဲ့အာဖရိကတိုက်ရဲ့အလယ်ပိုင်းကင်မရွန်နိုင်ငံကခေါင်ပြားလာတဲ့ရွာလေးတစ်ရွာမှာစတင်ထားပါတယ်။ဒီနေရာလေးဟာအရန်ကိုအထီးကျန်ဆန်လွန်းလို့ဒေသပြင်ပကလူတွေတော်တော်များများဟာဒီရွာရဲ့နာမည်ကိုတော့မကြားဘူးကြပါဘူး။ဒီကလူတွေရဲ့ဘဝပြတ်တမ်းမှုဟာအလွန်ကိုခက်ခဲကြမ်းတမ်းလာပါတယ်။လူတွေဟာကြော်ကြားမှုတွေအားကစားတွေကြီးမားတဲ့အိမ်မက်တွေအကြောင်းကိုတွေးချင်တော့မရကြပါဘူး။မိသားစုတော်တော်များများဟာအသက်ရှင်ဖို့နဲ့တနေ့တာစားတော့ဖို့လုံလောက်ရုံအတွက်စူးစမ်းရုန်းကန်နေရပါတယ်။ဒီရွာလေးမှာတော့အလီနိုခေါ်တဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။သူဟာအသက်9နှစ်သာရှိနေသေးပေမဲ့သူ့ရဲ့စိတ်နှလုံးထဲမှာတော့စွမ်းအင်တွေမျောလင်းချက်တွေအပြည့်ဖြစ်နေပြီးတော့ဘောလုံးကစားခြင်းဆိုတဲ့ပြင်းပြတဲ့ယူတူမှုတစ်ခုရှိနေပါတယ်။အလီအတွက်တော့ဘောလုံးဆိုတာကစားစရာတသက်မဟုတ်ခဲ့ပါဘူး။သူ့ရဲ့စင်ရနွမ်းပါလာတဲ့ဘဝကြီးကိုစိတ်လှုပ်ရှားစရာကောင်းအောင်လုပ်ပေးခဲ့တဲ့တခုတည်သောအရာဖြစ်နေလို့ပါပဲ။အလီနဲ့သူ့ရဲ့တငယ်ချင်းတွေဟာအတူတူကစားရတာကိုနှစ်သက်ကြပေမဲ့လည်းသူတို့မှာတော့တကယ်ဘောလုံးတစ်လုံးတော့မရှိခဲ့ပါဘူး။သူတို့ရဲ့မိသားစုတွေကလည်းဘောလုံးဝယ်ပေးနိုင်တဲ့အထိမတက်နိုင်ခဲ့ကြပါဘူး။ဒါကြောင့်မို့ကလေးတွေဟာအဝတ်အဟောင်းတွေကိုစုဆောင်းပြီးတော့တင်းကျပ်နေအောင်ချီနှောင်ပြီးဘောလုံးအကျန်းတစ်လုံးဖြစ်အောင်ဖန်တီးကြရပါတယ်။ဒီဘောလုံးတွေဟာအဝတ်စားတွေကြောင့်လေးလံနေပြီးတော့တကယ် professional ဘောလုံးတစ်လုံးနဲ့လည်းလုံးဝကိုမတူပါဘူး။ဒါပေမဲ့ဒီကလေးတွေအတွက်တော့ဒါဟာယတနာတစ်ပါးလိုပါပဲ။နေ့တိုင်းလိုသူတို့တွေဟာဖုံတူနေတဲ့ကွင်းမြင့်ထဲမှာခြေပလာနဲ့ပြေးလွှားရင်းနဲ့သူတို့ကိုယ်တိုင်လှုပ်ထားတဲ့ဘောလုံးလေးကိုလိုက်လူကအစစ်အမှန်ပျော်ရွှင်နေကြပါတယ်။သူတို့ရဲ့ဝတ်စားတွေကလည်းညစ်ပိနေပြီးတော့သူတို့ရဲ့ခြေပွားတွေကလည်းကြမ်းတမ်းနေတယ်လို့သူတို့ရဲ့ဘွားတွေကလည်းရုန်းကန်မှုတွေနဲ့ပြည့်နှက်နေပါတယ်။ဒါပေမဲ့သူတို့ကစားနေချိန်မှာတော့အရာအလုံးကိုမေ့ပြောက်သွားကြပါတယ်။အဲ့ဒီအချိန်ခိုက်တန့်လူတွေမှာတော့ဟာလာဟင်းလင်းဖြစ်နေတဲ့ကွင်းမြင့်ကြီးဟာသူတို့ရဲ့ဘောလုံးကွင်းကြီးဖြစ်သွားပါတော့တယ်။တနေ့မှာတော့အလီနဲ့သူ့ရဲ့တငယ်ချင်းတစ်ယောက်ဟာမဂ္ဂဇင်းစာအုပ်တစ်အုပ်ကိုတွေ့သွားပါတယ်။အဲ့ဒီအထဲမှာတော့အစစ်အမှန်ဘောလုံးတွေနာမည်ကြီးတဲ့ကစားသမားတွေနဲ့ professional အသင်းတွေရဲ့ပုံတွေကိုမြင်လိုက်ရပါတယ်။အလီတစ်ခါမှဒီလိုမျိုးမမြင်ခဲ့ဘူးပါဘူး။ပုံတွေကိုကြည့်ပြီးတော့သူအရန်ကိုအံ့ဩမင်သက်သွားခဲ့ပါတယ်။သူ့ရဲ့ဘဝမှာပထမဆုံးအချိန်ဖြစ်တကယ်ဘောလုံးလောကဆိုတာဘယ်လိုပုံစံလဲဆိုတာကိုမြင်လိုက်ရတာပါပဲ။စာမျက်နှာတွေကိုတဖြည်းဖြည်းချင်းဖတ်ရှုရင်းနဲ့ဘောလုံးကစားခြင်းဟာလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တယ်ဆိုတာကိုအလီနားလည်လာခဲ့ပါတယ်။ကြီးကျယ်ခမ်းနားတဲ့ကစားသမားတွေကိုလူတွေကလေးစားကြတယ်ချစ်ခင်ကြတယ်ပြီးတော့အမှတ်ရနေကြပါတယ်။လူတွေကသူတို့အတွက်ဆိုရင်ဩဘာပေးကြပြီးတော့သူတို့နာမည်တွေကိုလည်းစိတ်ထဲမှာရှိနေကြပါတယ်။တကယ်တော့အဲ့ဒီ professional ကစားသမားတွေဟာအလီလုံးဝစိတ်ကူးရင်လို့တော့မရတဲ့ဘဝမျိုးမှာနေထိုင်ကြတာပါ။အဲ့ဒီမဂ္ဂဇင်းစာအုပ်လေးကသူ့ရဲ့ရင်ထဲထိနက်နက်ဆက်ဆိုင်နေရတစ်ခုမှာအိမ်မက်တစ်ခုကိုစိုက်ထုတ်ပေးလိုက်တယ်လို့ပါပဲအဲ့ဒီနေ့ကစပြီးတော့အလီဟာဘောလုံးကိုပျော်ဖို့တသက်ပဲမကစားချင်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်သူဟာတကယ်ပဲဘောလုံးသမားတစ်ယောက်ဖြစ်ချင်လာခဲ့တာပါတနေ့ကျရင်တစ်ကမ္ဘာလုံးကသူ့ကိုအတိလာလောက်တဲ့အထိကိုတော်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တာပါသူ့ဘဝကိုအတိတ်ပဲစီးစေချင်ပြီးတော့သူ့မိဘတွေကိုလည်းပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုပေးချင်ခဲ့ပါတယ်အလီရဲ့မိဘတွေဟာပတ်စံရဖို့အတွက်လီလန်တဲ့ဝန်တွေကိုထမ်းရင်းနဲ့ဘာမှမရှိတဲ့ဘဝမှာအသက်ရှင်ဖို့အလုံးကိုပေပေပန်းပန်းရုန်းကန်နေရတယ်ဆိုတာသူသိပါတယ်။သူကနာမည်ကြီးတဲ့ဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့ရင်သူတို့ကိုအဲ့ဒီဘဝကနေကယ်တင်နိုင်မယ်လို့အလီယုံကြည်နေခဲ့ပါတယ်။အဲ့ဒါကြောင့်မို့သူတို့လည်းဆက်ပြီးတော့ဆင်းရဲဒုက္ခခံစရာမလိုတော့ဘူးဆိုတာကိုလည်းစိတ်ထဲမှာတွေးနေခဲ့ပါတယ်။ဒီအိမ်မက်ကြီးကိုရင်ဝယ်ပိုင်းလျက်အလီဟာရွာမှာစီးတဲ့လေးစားရတဲ့ဘာသာရေးလူကြီးတစ်ယောက်စီကိုတွားခဲ့ပါတယ်။သူဟာဘောလုံးသမားကောင်းတစ်ယောက်ဖြစ်ချင်တဲ့အကြောင်းပြောပြပြီးတော့အောင်မြင်ဖို့အတွက်အကူအညီပေးနိုင်မဲ့ကံကောင်းစေတဲ့အဆောင်တစ်ခုကိုပေးနိုင်မလားလို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အလီကိုအရေးကြီးတဲ့စကားတစ်ခုလည်းပြောလိုက်ပါတယ်။အောင်မြင်မှုဆိုတာကိုယူဆောင်ပေးလာနိုင်တဲ့အဆောင်ပစ္စည်းဆိုတာမရှိဘူး။မင်းအနေနဲ့ဖျားတခင်ကိုယုံကြည်ပြီးတော့ကြိုးကြိုးစားစားဆက်လုပ်သွားမယ်ဆိုရင်တနေ့ကျရင်မင်းရဲ့အိမ်မက်တွေတကယ်ဖြစ်လာနိုင်ပါတယ်ဆိုတဲ့စကားပါပဲ။ဒီစကားကြောင့်အလီဟာပြုံးပြီးတော့ပြန်ထွက်လာခဲ့ပါတယ်။သူဟာတခြားမော်ဆန်တဲ့ပစ္စည်းတွေဘာတစ်ခုမှမရခဲ့ပါဘူး။ဒါပေမဲ့မျောလင်းချက်ကိုတော့ရလိုက်ပါတယ်။သူ့အတွက်တော့အစာပြုဖို့ဒီမျောလင်းချက်လေးကလုံလောက်နေပါပြီ။ပြပြချင်းနဲ့သူ့ကောင်ထဲမှာအသွေးတစ်ခုဝင်လာပါတယ်။သူဟာတကယ်ကစားသမားတစ်ယောက်ဖြစ်ချင်ရင်တကယ်ဘောလုံးတစ်လုံးလိုအပ်တယ်ဆိုတာပါပဲ။အဝတ်စုပ်တွေနဲ့လှုပ်ထားတဲ့ဘောလုံးနဲ့သက်လုံးလေးကြည့်လို့မရပါဘူး။ဒါပေမဲ့တကယ်ဘောလုံးတစ်လုံးကပတ်စံပေးရပါတယ်။အလီမာကဘာမှမရှိပါဘူး။မိဘတွေဟာအိမ်စရိတ်လေးရဖို့ကိုတော့မှမနေကြုံကန်နေရတော့ပါ။သူ့အနေနဲ့ဘောလုံးဝယ်ဖို့ပတ်စံတောင်းရင်တော့မှမိဘတွေကဝယ်ပေးနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မို့အလီဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။ပတ်စံကိုသူကိုယ်တိုင်ရှာမယ်ဆိုတာပါပဲ။အဲ့ဒီအချိန်ကရွာမှာရှာရအလွယ်ဆုံးအလုပ်တစ်ခုကတော့ထင်းတဲ့တဲ့အလုပ်ပါပဲ။ဒါပေမဲ့ကလေးတယောက်အတွက်တော့အရန်ကိုနာကျင်ပင်ပန်းပြီးတော့လေးလံတဲ့အလုပ်ပါအလီတယောက်တည်းမလုံနိုင်ဘူးဆိုတာကိုသိလို့သူ့အကူကိုအရာအလုံးကိုပြောပြလိုက်ပါတယ်သူဘောလုံးဝဲချင်လို့အကူကြီးလိုရ
လဲဆိုတာကိုရှင်းပြလိုက်ပါတယ်။နောက်နေ့မှာတော့အလီနဲ့သူ့အကိုတို့အလုပ်စားလုပ်ကြပါတယ်။သူတို့ရွာကနေ10 ကီလိုမီတာလောက်ဝေးတဲ့ရွာတစ်ရွာကို80 ကီလိုဂရမ်ရှိတဲ့ခင်းတွေကိုတည်ရတာပါ။အကြီးကလည်းရှိတယ်။နေကလည်းအရန်ပူတယ်။ကောင်လေးနှစ်ယောက်စလုံးကဒီလောက်ကြမ်းတမ်းတဲ့အလုပ်ကိုလုပ်ဖို့အရန်ကိုငယ်လွန်းနေပါသေးတယ်။ဒါပေမဲ့အလီဆက်လက်လျှောက်လန်းခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့စိတ်ထဲမှာနာကျင်ရတဲ့ခြေလမ်းတိုင်းဟာသူ့ကိုဘောလုံးလေးစီကိုပို့ပြီးတော့နီးကပ်လာစေတယ်လို့ခံယူထားလို့ပါ။နိုင်ပေါင်းများစွာရုန်းကန်ပြီးနောက်မှာတော့တစ်ကုံတယ်စီကိုရောက်သွားပြီးတော့ထင်းလေးကိုရောင်းလိုက်ပါတယ်။ဒါပေမဲ့ဒီလောက်ပင်ပန်းပန်းလှုပ်ခဲ့ရတာတော့မှသူတို့ရလိုက်တာကဒင်္ဂါပြအနေငယ်တာပါပဲ။ဒါတော့သူတို့ပျော်ရွှင်စွာနဲ့ဈေးကိုပြေးသွားကြပါတယ်။ဆိုင်တစ်ဆိုင်ကိုသွားပြီးတော့သူတို့ရှာထားတဲ့ပတ်စံလေးနဲ့ဘောလုံးတစ်လုံးလောက်ရမလားလို့မေးကြပါတယ်။ဆိုင်စင်ကရဲပြီးတော့ပေါ်ဆုံးဘောလုံးတော်မှာစစ်ဆယ်ကြတယ်လို့ပြောလိုက်ပါတယ်။ဒီစကားကြောင့်အလီနဲ့သူ့အကိုတို့ရင်ကွဲပက်လက်ဖြစ်သွားကြပါတယ်။သူတို့အရန်စူးစမ်းခဲ့ကြပေမဲ့သူတို့ပတ်စံလေးကဘောလုံးဈေးနဲ့နှိုင်းယှဉ်ရင်ဘာမှမဟုတ်သလိုဖြစ်နေပါတယ်။ရုတ်တရက်အိမ်မက်တွေကအရန်ကိုဝေးကွာသွားသလိုခံစားလိုက်ရပါတယ်။နောက်နေ့ကျောင်းကိုရောက်တော့အလီကသူ့ရဲ့ဆရာကိုအလေးနဲ့မေးခွန်းတစ်ခုမေးလိုက်ပါတယ်။ကျွန်တော်နေ့တိုင်းထင်းကို80 ကီလိုဂရမ်တည်လို့ရှိရင်ဘောလုံးဝယ်ဖို့အတွက်ပတ်စံကိုဘယ်နှစ်ရက်လောက်စုရမလဲဆိုတာကိုမေးလိုက်တာပါ။ဆရာကတွက်ကြည့်ပြီးတော့ရင်နာစရာအဖြေတစ်ခုပေးလိုက်ပါတယ်။ဘောလုံးရဖို့အတွက်922ရက်တီအလုပ်လုပ်ရမှာဖြစ်ပါတယ်။အဲ့ဒီအသေးပဲကဘောလုံးတစ်လုံးဝယ်ဖို့အတွက်တစ်နှစ်ကျော်လောက်ကိုပြပန်းလုပ်ရမယ်ဆိုတဲ့သဘောပါပဲ။သူ့အိမ်မက်ကဘလောက်ခက်ခဲလဲဆိုတာကိုအလီနားလည်သွားခဲ့ပါတယ်။ဒါပေမဲ့လက်လျှော့လိုက်မဲ့စာသူပို့ပြီးလို့တော့မှစိတ်ပိုင်ဖြတ်လိုက်ပါသေးတယ်။သူ့ရဲ့အကိုကိုသူနဲ့အတူဒုက္ခမခံစေချင်တော့လို့နောက်ပိုင်းဒီလိုအလုပ်ကိုတယောက်တည်းလုပ်တော့မယ်လို့ဆုံးဖြတ်လိုက်တာပါ။နေ့တိုင်းကျောင်းဆင်းတာနဲ့အလီဟာသူ့ရဲ့ခန္ဓာကိုယ်နဲ့နိုင်တဲ့လောက်ထင်းတွေကိုတည်ပါတော့တယ်။လှဲငှားလို့ရှိရင်ပတ်စံကုန်မှာဆိုလို့လှဲလည်းမတုံးခဲ့ပါဘူး။အဲ့ဒီကနေရတဲ့ပြားစီလီကစာသူစူးချင်ခဲ့တာပါ။သူ့ရဲ့လက်ဘင်းတွေကလည်းနာကျင်နေခဲ့ပါတယ်။ခြေပွားတွေပူလောင်နေပြီးတော့ခန္ဓာကိုယ်ကလည်းရမ်းကိုပင်ပန်းနေခဲ့ပါပြီ။ဒါပေမဲ့သူလုံးဝမနာတဲ့ဆက်ပြီးတော့တွားနေခဲ့ပါတယ်။တနေ့မှာတော့အလီခေါင်းပုတ်ကိုထင်းနေရွက်ပြီးတော့လမ်းလျှောက်လာတော့ကားစီးဖြတ်သွားခဲ့ပါတယ်။ကားထဲကအမျိုးသမီးကသူ့ကိုသတိထားမိပြီးတော့အရန်တနာသွားခဲ့ပါတယ်။ကားကိုရက်ပြီးတော့ဒီလိုငယ်ရွယ်တဲ့ကောင်လေးတယောက်ဘာလို့ဒီလောက်လေးလံတဲ့အလုပ်ကိုလုပ်နေရတယ်လဲလို့မေးပါတယ်။အလီကအမှန်တိုင်းပဲပြောပြလိုက်ပါတယ်။တနေ့ကျရင်ကစားသမားကောင်းတယောက်ဖြစ်ဖို့အတွက်လေးကြည့်နိုင်အောင်တကယ်ပုံလုံးတစ်လုံးဝယ်ချင်လို့ပါလို့ပြောလိုက်ပါတယ်။အမျိုးသမီးကသူ့ရဲ့စကားကြောင့်စိတ်ထိခိုက်သွားခဲ့ရပါတယ်။ကံကောင်းစွာနဲ့ပဲအဲ့ဒီအမျိုးသမီးရဲ့ကားထဲမှာဘောလုံးအဟောင်းလေးတစ်လုံးပါလာခဲ့ပါတယ်။အဲ့ဒီဘောလုံးလေးကိုသူမကအလီကိုလက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။အလီဟာဘာဖြစ်သွားမှန်းတော့မယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်။သူဆင်းရဲဒုက္ခခံပြီးတော့လိုချင်ခဲ့တဲ့အရာကသူ့ရဲ့လက်ထဲကိုရုတ်တရက်ရောက်လာခဲ့လို့ပါပဲ။သူအမျိုးသမီးကိုလက်လိုက်လဲကျေးဇူးတင်ပြီးတော့ဘောလုံးလေးကိုကဘာပေါ်မှာတန်ဖိုးအကြီးဆုံးအရာလို့ပွေးဖက်ပြီးတော့ပြေးထွက်သွားခဲ့ပါတယ်။ပထမဦးဆုံးအကြိမ်ဖြစ်သူ့ရဲ့အိမ်မက်တွေတကယ်ဖြစ်လာနိုင်တယ်လို့အလီကခံစားလိုက်ရပါတယ်။ဒါပေမဲ့သူ့ရဲ့ပျော်ရွှင်မှုကတိတ်ပြီးမကြလိုက်ပါဘူး။သူ့အမေအရန်နေမကောင်းဖြစ်သွားပါတယ်။အလီကသူ့ရဲ့အမေကိုအရန်ချစ်တာမို့အခုတော့သူ့ရဲ့အာယုံတွေကဘောလုံးကနေအမေစီကိုရောက်သွားခဲ့ပါတယ်။အမေနာကျင်နေတာကိုသူမကြည့်ရနိုင်လို့အမေကိုထမင်းခုတ်ပေးတယ်၊ကူညီပေးတယ်။အမေနာမှာပဲအမြဲနေပေးနေခဲ့ပါတယ်။တနေ့တော့အလီဟာသူ့အမေအတွက်ဆေးရွက်ဖို့အတွက်ရွာဆေးရုံကိုသွားခဲ့ပါတယ်။ဆေးရုံအပြင်ဘက်မှာတော့သူ့ကိုဘောလုံးပေးခဲ့တဲ့အမျိုးသမီးနဲ့ပြန်ဆုံပါတယ်။သူမနာမည်ကတော့ကာမီလီဖြစ်ပြီးတော့ဆေးရုံကဆရာဝန်တစ်လေပါ။ကာမီလီကအလီနဲ့စကားပြောနေရင်နဲ့သူ့ဘဝအကြောင်းကိုပိုသိလာခဲ့ရပါတယ်။သူတို့ရွာကလူတော်တော်များများဟာပိုက်ဆံနည်းနည်းလေးရဖို့အတွက်ထင်းတယ်ရတဲ့အကြောင်းအဲ့ဒီလောက်စူးစမ်းပန်းစားလုပ်တာတော့မှအသက်ရှင်ဖို့မနဲ့ရုန်းကန်ရတဲ့အကြောင်းအလီကပြောပြပါတယ်။ဘောလုံးလေးပေးခဲ့တဲ့အတွက်သူမကိုထပ်ပြီးတော့ကျေးဇူးတင်စကားပြောခဲ့ပါတယ်။သူမရဲ့အကူအညီမပါခဲ့ရင်နှစ်နဲ့ချီပြီးအလုပ်လုပ်တာတောင်သူဘောလုံးဝယ်နိုင်ခဲ့မှာမဟုတ်ဘူးလို့ဆိုပါတယ်။ပြီးတော့သူဘောလုံးဝယ်ဖို့အတွက်စုထားတဲ့ပတ်စံလေးတွေကိုအခုတော့အမေ့စေဖို့နဲ့စားစရိတ်အတွက်သုံးလိုက်ရပြီလို့အလီကဆက်ပြောပြပါတယ်။ကာမီလီဟာဒီစကားကြောင့်အရန်ကိုအံ့ဩသွားခဲ့ပါတယ်။ဒီလိုငယ်ရွယ်တဲ့အရွယ်လေးမှာပဲအလီဟာတာဝန်ယူမှုဆွလို့အနစ်နာခံမှုနဲ့မိသားစုပေါ်ထားတဲ့မေတ္တာတရားတွေကိုနားလည်နေခဲ့လို့ပါပဲ။သူမကအလီကိုညှင်သာစွာနဲ့နှစ်သိမ့်ပေးပြီးတော့အမေအတွက်ဆေးတွေကိုအခမဲ့ပေးလိုက်ပါတယ်။ရက်အနေငယ်အကြာမှာတော့အလီရဲ့မိဟာကျမ်းမာရေးပြန်ကောင်းလာပါတယ်။ဒါကြောင့်မို့အလီလည်းရန်ကိုဝမ်းသာသွားခဲ့ပါတယ်။အခုတော့သူ့ရဲ့တငယ်ချင်းတွေကိုဘောလုံးထုတ်ပြခွင့်ရသွားခဲ့လို့ပါ။ကလေးတွေလည်းအရန်ကိုအံ့ဩသွားကြပါတယ်။ဘောလုံးကိုတွေးလိုက်ရတာရွှေကိုတွေးလိုက်ရတဲ့အလားပဲရွာနှံ့တယ်သွားပြီးတော့တချင်းတွေဆိုကအောင်ပွဲခံကြပါတယ်။ဘောလုံးကအဟောင်းဖြစ်နေတော့အဲ့ဒါကိုအထူးတလဲဖြစ်သွားအောင်သူတို့ဖန်တီးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူ့ရဲ့တငယ်ချင်းတွေအားလုံးဝိုင်းပြီးတော့ဘောလုံးကိုအဝါရောင်ဆေးတုပ်လိုက်ကြပါတယ်။ဆေးတွေခြောက်သွားတဲ့အခါမှာတော့နေရာအောက်မှာလှပစွာတောက်ပနေပါတော့တယ်။အဲ့ဒီအချိန်ကစပြီးကလေးတွေကအဲ့ဒီဘောလုံးကိုဆွေရောင်ဘောလုံးလို့နာမည်ပေးလိုက်ကြပါတယ်။အလီနဲ့သူ့ရဲ့တငယ်ချင်းတွေဟာဆွေရောင်ဘောလုံးကိုယူပြီးတော့ကွင်းပြင်တစ်ခုမှာစားတင်ကစားကြပါတယ်။ဒါပေမဲ့အဲ့ဒီအနားမှာအလီရဲ့အဖေကအလုပ်လုပ်နေပါတယ်။သူ့ရဲ့လုပ်ကတပ်သူတွေကိုအပူပေးပြီးတော့ခြုံထက်တဲ့ကိရိယာတွေလုပ်ရတာပါ။အလီဟာစာမလုပ်ပဲနဲ့ဘောလုံးကစားပြီးတော့အချိန်ဖြုံးနေတာကိုအဖေတွေ့တော့အရန်ကိုဒေါ်ရာထွက်သွားခဲ့ပါတယ်။ဒါကြောင့်မို့ဘေးနားကတန်ချောင်းတစ်ချောင်းကိုကင်ပြီးတော့အလီသာဘောလုံးကစားပြီးတော့အချိန်ဖြုံးနေမယ်ဆိုရင်ပြင်းပြင်းထန်ထန်ပြစ်ပေးမယ်လို့တတိပေးလိုက်ပါတယ်။အလီရဲ့အဖေဟာတားပြစ်သူရဲ့အနာဂတ်အတွက်န
နေရောညပါအလုံးလုံးနေတာဖြစ်ပြီးတော့ပညာရေးတစ်ခုတည်းကသာအလီကိုစင်းရဲတွင်းတွေကကယ်တင်နိုင်မယ်လို့ယုံကြည်ထားသူပါသူအတွက်တော့ဘောလုံးဆိုတာအရာအလုံးကိုဖျက်ဆီးပြစ်နိုင်တဲ့အနှောက်အယှက်တစ်ခုလို့ထင်နေခဲ့ပါတယ်ဒါပေမဲ့ကစားနေရင်နဲ့အလီကဘောလုံးကိုအားကုန်ကန်လိုက်တဲ့အချိန်မှာတော့ဘောလုံးကလေထဲကိုလွင့်သွားပြီးတော့အဖေရဲ့မျက်နှာကိုတက်တက်သွားမှန်ပါတော့တယ်အဖေဖြစ်သူဟာရိုင်နဲ့သွားပြီးတော့မီဂျီကဲတွေနားကိုလဲကျသွားခဲ့ပါတယ်မိဘွားတွေဟာလွင့်စင်သွားပြီးတော့အနားမှာရှိတဲ့ချောက်သွင်းနေတဲ့မျက်ခင်ပေါ်ကိုကျသွားပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲမိကထားလောင်ပါတော့တယ်မိတော့တွေကလွှင့်မြန်စွာကူးဆက်သွားပါတယ်အဲ့ဒါကြောင့်ရွာသားတွေလည်းထိတ်လန့်ကြနဲ့မိငိမ့်တက်ဖို့ပြေးလာကြပါတယ်စူးစမ်းပန်းစားနဲ့မိငိမ့်တက်ပြီးတဲ့နောက်မှာတော့မိကိုထိန်းချုပ်သွားနိုင်ပေမဲ့လည်းလူတိုင်းကဒေါ်လာထွက်နေကြပြီးတော့အပြစ်အလုံးကအလီဘော်ကိုကြားရောက်သွားပါတယ်အလီရဲ့အမေကတိသွားတဲ့အခါမှာလည်းသူမမှဒေါ်လာထွက်သွားခဲ့ပါတယ်အဖေအိမ်ပြန်ရောက်လာရင်ပြင်းထန်တဲ့အပြစ်ပေးခံရမယ်ဆိုတာကိုအလီသိနေခဲ့ပါတယ်အကြောက်တရားတွေကသူ့ကိုလွှမ်းမိုးသွားခဲ့ပါတယ်သူရွှေရောင်ဘောလုံးလေးကိုကောက်ကင်ပြီးတော့အိမ်ကနေထွက်ပြေးသွားပါတော့တယ်ဒါတွေအားလုံးကိုအလီရဲ့ကိုကလည်းမြင်နေပါတယ်ရွာသားတွေကအလီကိုနောက်ထပ်ပြဿနာမရှာရဲအောင်အပြစ်ပေးဖို့အတွက်အလီကိုလိုက်ရှာနေတာကိုလည်းသူမြင်ပါတယ်ရွာသူကြီးကိုယ်တိုင်ကတော့သူ့ကိုရှာနေတာပါစိတ်ပူနေတဲ့အကိုပြစ်သူကလည်းတစ်ပင်ပေါ်မှာပုံနေတဲ့အလီကိုရှာတွေ့တော်ပြီးတော့အိမ်ပြန်မလာဖို့ပြောပါတယ်အလီဟာအရန်ကိုကြောက်လန့်သွားခဲ့ပါတယ်တို့ရလုံးကသူ့ကိုဝိုင်းပြီးတော့ဆန့်ကျင်နေတယ်လို့ခံစားလိုက်ရတော့အလီဟာစွန့်စားရတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်သူဟာလုံးဝထွက်သွားဖို့ဆုံးဖြတ်လိုက်တာပါပဲအလီဟာပိုက်ဆံလည်းမရှိအစီအစဉ်လည်းမရှိဘဲနဲ့ဆွေရော်ဘောလုံးလေးကိုတော့လက်ထဲစုပ်ကန်ရင်းနဲ့ရွာထဲကနေထွက်လာခဲ့ပါတယ်မြို့ကြီးကိုရောက်ရင်တော့သူအိမ်မက်တွေတကယ်ဖြစ်လာမယ်လို့သူယုံကြည်နေခဲ့ပါတယ်တကယ်လို့သူဒါဘောလုံးသမားကောင်းတစ်ယောက်ဖြစ်လာခဲ့ရင်ရွာကလူတွေအားလုံးသူ့ကိုပြန်ပြီးတော့လေးစားနိုင်တယ်လို့တွေးနေခဲ့ပါတယ်လမ်းမှာကားပေးစရာမရှိလို့အလီဟာကုန်တင်ကားတစ်စီးပေါ်ကိုခိုးသက်ခဲ့ပါတယ်ရင်မောင်းကိုသူကသူ့ကိုခေါ်သွားပြီးလို့ရှိရင်နောက်လိုက်အဖြစ်အလုပ်လုပ်ပေးမယ်လို့ပြောပါတယ်ကလေးငယ်တယောက်အတွက်တော့အရန်ကိုအနေနဲ့များလာပြီမဲ့လည်းနောက်ကြောင်ပြန်လဲဖို့ဆိုတာမဖြစ်နိုင်တော့ဘူးလို့အလီဆုံးဖြတ်ထားပြီးသားပါအချိန်အတန်ကြာတော့ကားပြတ်သွားပါတယ်အင်ဂျင်ရက်သွားပြီးတော့ရင်မောင်းစီမှာလည်းပြင်စရာကိရိယာတွေမရှိပါဘူးသူကအလီကိုကားဆောက်ဖို့ထားခဲ့ပြီးတော့အကူကြီးသွားရှာပါတယ်ဒါကြောင့်မို့အလီလည်းစောင့်နေခဲ့ရပါတယ်နိုင်ယူတွေကနှေးကွေးစွာကုံဆုံးသွားခဲ့ပါတယ်ရင်မောင်းကပြန်မလာခဲ့ပါဘူးကျန်တဲ့ခရီးတဲ့တွေလည်းနောက်ဆုံးတော့ထွက်သွားကြပါတယ်ညဘက်ရောက်လာတဲ့အချိန်မှာတော့အလီတယောက်အထီးကျန်စွာနဲ့ကြံရစ်ခဲ့ပါတယ်နေရာကြီးကလည်းဟာလာဟင်းလင်းနဲ့ကြောက်စရာကောင်းနေခဲ့ပါတယ်တော်ရိုင်းတလိမ့်ဆန်နေအနားမှာတွာလာနေတယ်လို့မျိုးထူးဆန်းတဲ့အတန်တွေကလည်းအမောင်တွေကနေထွက်လာပါတယ်အလီဟာကားဘုတ်ကိုတက်ပြီးတော့ဆွေရောက်ဘောလုံးလေးကိုယူငင်ထဲကိုပိုက်ပြီးတော့ကြောက်ကြောက်နဲ့လှဲအိတ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာအဝေးကနေအလင်းရောင်တစ်ခုကိုသူမြင်လိုက်ရပါတယ်ဒါကိုမြင်တော့သူကြောက်နေခဲ့ပါတယ်ခဏနေတော့စက်ပိန်စီပြီးတော့အိမ်ပြန်လာတဲ့လူတစ်ယောက်ဖြစ်နေမှန်းသူသိလိုက်ရပါတယ်အဲ့ဒီတက်စစ်လူသားတစ်ယောက်ရဲ့အကြိတ်ရောင်လေးကပဲအလီကိုအနေငယ်စိတ်သက်သက်ရစေခဲ့ပြီးတော့အဲ့ဒီညကိုတဖြည်းဖြည်းနဲ့ကြော်ဖြတ်နိုင်ခဲ့ပါတယ်မနက်မိုးလင်းတော့နောက်ထပ်ကုန်တင်ကားတစ်စီးရဲ့အတန်ကြောင့်အလီနိုးလာခဲ့ပါတယ်ပထမရင်မောင်ပြန်မလာတော့ဘူးဆိုတာကိုနားလည်သွားလို့အလီဟာကားပေါ်ကဆင်းပြီးတော့ခရီးသည်တွေပါတဲ့ကားတစ်ပေါ်ကိုတက်လိုက်ပါတယ်ခရီးစီကြီးပြီးသွားပြီးတဲ့နောက်မှာတော့ကားကမြို့တစ်မြို့မှာရပ်လိုက်ပါတယ်အလီဟာကားပေါ်ကဆင်းပြီးတော့ဘောလုံးလေးကိုကင်လျက်လမ်းပေါ်ကိုရှောက်သွားပါတော့တယ်ရုတ်တရက်လူစိမ်းတစ်ယောက်ကဆွေရောင်ဘောလုံးလေးကိုသတိထားမိသွားပြီးတော့အလီကိုလူအုပ်ထဲကိုဆွဲခေါ်သွားခဲ့ပါတယ်အဲ့ဒီလူကတော့ဘောလုံးတန်လူကြီးတစ်ယောက်ပါအနီးနားမှာဘောလုံးပွဲတစ်ပွဲကစားနေပေမဲ့သူတို့ဘောလုံးကပေါက်သွားလို့ပါအလီဘောလုံးကိုမြင်တော့ဒိုင်လူကြီးကပွဲဆက်ကစားလို့ရအောင်အလီကိုခေါ်လာခဲ့ပါတယ်အဲ့ဒီချိန်မှာကစားသမားတစ်ယောက်ကဒဏ်ရာရသွားလို့ထွက်သွားရပါတယ်အတင်းမှာလူတစ်ယောက်လူနေခဲ့တာပါအလီကကလေးငယ်လေးသာဖြစ်နေပေမဲ့လည်းသူတို့ကသူ့ကိုပွဲတဲ့ကိုဝင်ကစားခိုင်းလိုက်ပါတယ်ပထမအစမှာတော့လူတွေကသူ့ကိုရီကြပါတယ်ကြီးမားတဲ့ကစားသမားတွေကြားမှာသူကတေးသေးလေးဖြစ်နေလို့ပါဒါပေမဲ့အလီကတော့သူတို့ရီတာကိုဂရုမစိုက်ပါဘူးကြောက်လည်းမကြောက်ပါဘူးအဲ့ဒီအစားသူကစိတ်လှုပ်ရှားနေခဲ့ပါတယ်ဒါကသူအမြဲတမ်းလှုပ်ချင်နေခဲ့တဲ့အခုရည်တစ်ခုဖြစ်လို့ပါပွဲစားတာနဲ့အလီကသူဘာလုပ်နိုင်တယ်လဲဆိုတာကိုပြသပါတော့တယ်သူဘောလုံးဆွဲပြေးတဲ့မျက်နှာကလည်းတစ်ဖက်ကစားသမားတွေဘောလုံးကိုလုံးဝမလူနိုင်အောင်မြန်နေခဲ့ပါတယ်သူတို့ကအလီကိုဖျက်ထုတ်ဖို့ကြိုးစားကြတယ်ပိတ်ဆို့ဖို့ကြိုးစားကြတယ်ဒီချိန်မှာဆိုလို့ရှိရင်အလီနဲ့ဂိုးတိုင်ကြားမှာကစားသမား9ယောက်တောင်မှပိတ်ဆို့ပြီးတော့ရက်နေခဲ့ပါတယ်ကွင်းတစ်ကွင်းလုံးကစိတ်လှုပ်ရှားစွာနဲ့ငြိမ်သက်သွားပါတယ်အလီဒါဂိုးသွင်းနိုင်ခဲ့ရင်သူ့အတင်နိုင်ပြီဖြစ်လို့ပါဒီလိုနဲ့အလီကလည်းနေရာယူလိုက်ပြီးတော့ဘောလုံးကိုအားဆိုင်ပြီးတော့စီးတမျှခွန်အားနဲ့ကန်သွင်းလိုက်ပါတယ်ဘောလုံးကလူရန်ကိုကြော်ဖြတ်ပြီးတော့ဂိုးထဲကိုတတန်းမမတ်ဝင်သွားခဲ့ပါတယ်ဒါကြောင့်မို့အလီရဲ့အတင်ကလည်းနိုင်သွားပါတယ်အလီဟာပျော်ရွှင်စွာနဲ့အော်ဟစ်လိုက်ပါတယ်အနီးနားမှာရှိနေတဲ့နိုင်ငံသားတစ်ယောက်ကအရာအလုံးကိုမြင်တွေ့သွားပြီးတော့အလီရဲ့အရေးချင်းကိုအံ့ဩသွားခဲ့ပါတယ်သူကကင်မရာကိုထုတ်ပြီးတော့အဲ့ဒီမြင်ကွင်းကိုရိုက်ကူထားလိုက်ပါတယ်မကြခင်မှာပဲနောက်ထပ်တစ်ပွဲပြန်ဆပါတယ်အလီဟာအရန်ကိုကောင်းကစားနိုင်ခဲ့ပါတယ်ကစားသမားတွေကိုလိန်ခောက်ပြီးတော့ဘောလုံးကိုယုံကြည်မှုစစ်စစ်နဲ့ထိန်းချုပ်ပြနိုင်ခဲ့ပါတယ်ဘောလုံးဟာပြန်ကန်ထွက်လာတဲ့အချိန်မှာလည်းအကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီးတော့နောက်ထပ်ဂိုးတွေသွင်းပြနိုင်ခဲ့ပါတယ်အကြောင်းမို့ဒုတိယပွဲမှာလည်းသူ့အတင်မဲ့နိုင်သွားပါတယ်ကစားသမားတွေကအလီကိုပခုံးပေါ်ထမ်းပြီးတော့အောင်ပွဲခံကြပါတယ်ဒါပေမဲ့ပွဲလဲပြီးတော့အလီကသူ့ရဲ့ဆွေအောင်ဘောလုံးလေးကိုဆွဲယူပြီးတော့ထွက်ပြေးသွားပါတော့တယ်ဘာလို့လဲဆိုတော့တယောက်ယောက်က
ကသူ့ရဲ့ဘောလုံးကိုယူထားလိုက်မှာကိုကြောက်နေလို့ပါကင်မရာကင်ထားတဲ့နိုင်ငံခြားသားကအလီပါလို့ပြေးသွားမှနားမလဲလို့သူ့ရဲ့နောက်ကိုလိုက်သွားပါတယ်အလီဟာကားတစ်စီးစီကိုရောက်တဲ့အထိပြေးသွားပြီးတော့ကြောက်လန့်တကြားနဲ့ကားထဲကိုခုံဝင်လိုက်ပါတယ်ဒါပေမဲ့သူမော့ကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီကားထဲမှာကာမလီထိုင်နေတာကိုတွေ့လိုက်ရပါတယ်သူ့ကိုဘောလုံးပေးခဲ့တဲ့ဆရာဝန်မလေးဖြစ်နေခဲ့တာပါကာမလီကသူ့ကိုဘေးကင်းအောင်ကူညီပေးခဲ့ပါတယ်ခလေးတစ်ယောက်မြို့ထဲမှာတယောက်တည်းရှောက်သွားနေတာမျိုးမဖြစ်သင့်ဘူးဆိုပြီးတော့သူ့ကိုအိမ်ပြန်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အလီကညင်းခဲ့ပါတယ်ရွာကိုမပြန်ချင်ဘူးလို့ပြောခဲ့ပါတယ်ဒါကြောင့်မို့အလီကကာမလီအလုံးလုံးနေတဲ့ကန်ယိုရန်မြို့လေးစီကိုလိုက်သွားခြင်းတယ်လို့ဆိုခဲ့ပါတယ်ကာမလီကလည်းသူမအဲ့ဒီမြို့ကိုအလုပ်ကိစ္စနဲ့သွားမှဖြစ်လို့အလီကိုခေါ်သွားပေးမယ်လို့ပြောလိုက်ပါတယ်အလီကိုမထားခဲ့ခင်မှာသူမကအလီကိုအိမ်မမြန်ပြန်ဖို့တတိပေးခဲ့ပါတယ်သူမက3ရက်နေရင်အလီရဲ့ရွာကိုပြန်သွားမှဖြစ်လို့အလီပြန်ချင်ရင်သူမနဲ့အတူပြန်လိုက်ခဲလို့ရတယ်လို့ပြောပါတယ်အလီကသူမရှိမှတော့သဘောတူလိုက်ပေမဲ့သူ့ရဲ့ရင်ထဲမှာတော့နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုကိုချပြီးနေခဲ့ပါပြီသူမြို့ထဲမှာနေပြီးတော့သူ့ရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်မယ်ဆိုတာပါပဲကန်ယိုရန်မြို့ကိုရောက်တော့အလီကသူ့ရဲ့အမစီကိုသွားပါတယ်အမကအလီတယောက်တည်းရောက်လာတာကိုတွေ့တော့အရန်ကိုအံ့ဩသွားပြီးတော့ဘာလို့လာတာလဲလို့မေးပါတယ်အလီကအမနဲ့အတူနေချင်လို့ပါဆိုပြီးတော့ပြောပါတယ်ဒါပေမဲ့အမကတခြားလူတွေနဲ့အခန်းငှားပြီးနေရတာပါအလီကိုပါအဲ့ဒီမှာထားရင်လူတိုင်းအတွက်ပြဿနာဖြစ်လာနိုင်ပါတယ်ဒါကြောင့်မို့သူမကကားလက်မှတ်ဝယ်ပြီးတော့သူတို့ရွာအနီးကိုပြန်သွားမဲ့ကားတစ်စီးပေါ်ကိုအလီကိုတင်ပေးလိုက်ပါတယ်ခရီးသွားနေရင်နဲ့လမ်းမှာအလီလူတစ်ယောက်နဲ့တွေ့ပါတယ်သူတို့ကစကားပြောပြကြပြီးတော့အလီကသူဒုက္ခရောက်နေကြောင်းနဲ့အလုပ်လုပ်ချင်ကြောင်းပြောပါတယ်အဲ့ဒီလူကလည်းသနာသွားပြီးတော့အလီအလုပ်လုပ်လို့ရမယ့်နေရာတစ်ခုရှိတယ်လို့ပြောပါတယ်အလီကလည်းအိမ်ပြန်ရမှကြောက်နေတော့အဲ့ဒီလူနဲ့လိုက်သွားဖို့သဘောတူလိုက်ပါတယ်အဲ့ဒီလူကလည်းအလီကိုသူတစ်ခါမှမရောက်ဘူးတဲ့နေရာတစ်ခုကိုခေါ်သွားခဲ့ပါတယ်အလီအဲ့ဒီမှာတညအိတ်လိုက်ပါတယ်နောက်နေ့မနက်ကျတော့ကောင်လေးတစ်ယောက်ကသူ့ကိုလာနှိုးပါတယ်အလီချက်ချင်းပဲအဲ့ဒီတော့သူ့ရဲ့ဘေးနားမှာထားခဲ့တဲ့ဆွေအောင်ဘောလုံးလေးကိုအရင်စားပါတယ်ဘောလုံးကိုတွေ့တော့မှအဲ့ဒီကောင်လေးနောက်ကိုလိုက်သွားခဲ့ပါတယ်သူတို့ရောက်သွားတာကညက်ပတ်ပြီးတော့စွပစ်ထားပုံရတဲ့အမိုက်တွေနဲ့ပြင်းနှက်နေတဲ့နေရာတစ်ခုပါနေ့တိုင်းအဲ့ဒီနေရာမှာကျွဲနွားတွေကိုတက်ပြတ်ကြပြီးတော့ဥကျိုးတွေအများကြီးပြန့်ကျဲနေတတ်ပါတယ်ကောင်လေးကအလီကိုဥကျိုးတွေဘယ်လိုကောက်ရမလဲအဲ့တဲကိုဘယ်လိုထည့်ရမလဲဆိုတာကိုသင်ပေးပါတယ်အဲ့ဒီဥကျိုးတွေကိုနောက်ပိုင်းအယောင်တင်ပြီးတော့ဈေးမှာပြန်ရောင်းကြတာပါဒါပေမဲ့အယောင်တင်တဲ့အလုပ်တော်တော်များများကိုခလေးတွေကပဲလုပ်ကြပါတယ်ပိုင်စင်ကအလီကိုကြမ်းတမ်းစွာဆက်ဆံပြီးတော့ရက်ဆက်တဲ့လူကြီးပါနေ့လည်စာစားချိန်မတိုင်ခင်အလုပ်မပြီးရင်ထမင်းကျွေးမှမဟုတ်ဘူးလို့အလီကိုပြောပါတယ်အလီကပရမရက်မှာအရန်ကိုစူးစမ်းပေမဲ့လည်းအချိန်မီမပြီးနိုင်ခဲ့ပါဘူးအပြစ်ပေးတဲ့အနေနဲ့သူနေ့လည်စာမစားရပါဘူးဘိုက်ဆက်စာနဲ့ဆက်လုပ်နေခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီကဘူဘူလို့ခေါ်တဲ့လူတစ်ယောက်ကသူ့ဝတနာသွားခဲ့ပါတယ်ဘူဘူကအလီသမင်းစားရအောင်တိတ်တဆိတ်ကူညီပေးခဲ့ပါတယ်ရက်တွေကြာလာတာနဲ့မျှအလီအဲ့ဒီမှာတငယ်ကြီးနေရလာပြီးတော့ဘူဘူနဲ့ဆိုပို့ပြီးတော့ယဉ်နီးလာခဲ့ပါတယ်အလုပ်တွေပင်ပန်းပြီးတော့စာလောင်နေပေမဲ့လည်းအလီကဘောလုံးကိုဘယ်တော့မှမမေ့ခဲ့ပါဘူးအားလက်ချိန်နည်းနည်းရတာနဲ့ကန်းချီသွားပြီးတော့ဆွေအောင်ဘောလုံးလေးနဲ့လေ့ကျင့်ပါတယ်ဒါပေမဲ့အနာကကောင်လေးချို့ကသူ့ကိုအမြဲတမ်းလှောင်ပြောင်ကြပါတယ်တနေ့တော့အလီလေ့ကျင့်နေတော့သူတို့ကဘောလုံးကိုလုပြီးတော့စကြပါတယ်အဲ့ဒီအချိန်မှာတော့ကောင်လေးတစ်ယောက်ကဘောလုံးကိုအားကိုကန်လိုက်တော့အနီးနားကအိမ်တလုံးတဲကိုကျသွားခဲ့ပါတယ်အလီလည်းပြာခတ်သွားခဲ့ပါတယ်အဲ့ဒီအိမ်စင်ကဒေါ်ရအကြည့်ပြီးတော့ရိုင်းဆိုင်တယ်လို့နာမည်ကြီးပါတယ်အလီဟာဘောလုံးလေးပြန်ပေးပါလို့တောင်းပန်ပေမဲ့လည်းအိမ်စင်ကအော်ဟစ်ပြီးတော့ညင်လို့လိုက်ပါတယ်ဘူဘူလည်းရင်ကြီးကြီးဝင်သွားပြောပေမဲ့လည်းအိမ်စင်ကသူ့ကိုပါစော်ကားပြောဆိုလိုက်ပါတယ်အလီဟာအရန်ကိုရင်ကွဲသွားခဲ့ရပါတယ်ဆွေရောက်ဘောလုံးလေးဆိုတာကစားစရာတသက်မဟုတ်ခဲ့ပါဘူးသူရဲ့အိမ်မက်တွေရဲ့ပြရုပ်ပါအဲ့ဒီဘောလုံးပျောက်ဆုံးသွားတာဟာသူရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုပျောက်ဆုံးသွားတယ်လို့ခံစားနေရပါတယ်အလီစိတ်ပြအားငယ်နေတာကိုမြင်တော့ဘူဘူကအလီကိုစိတ်သက်ခုံအားပြန်ပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်သူကမြို့တွေကတာဝရိုင်မြင့်ကြီးတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်ဆင်းရဲတဲ့လူတွေတော်တော်များများဟာအနီးနားကအားကစားကွင်းထဲမှာကစားနေတဲ့ဘောလုံးပွဲကိုကြည့်ဖို့အတွက်အဲ့ဒီတာဝါတိုင်ပေါ်ကိုတက်နေကြပါတယ်ဘူဘူကအလီကိုတက်ခိုင်းလိုက်ပါတယ်တာဝါတိုင်ကမြင့်ပြီးတော့အန်ရယ်များလို့အလီပရမအစမှာတော့ကြောက်နေခဲ့ပါတယ်ဒါပေမဲ့ဘူဘူကဘယ်လိုတက်ရမလဲဆိုတာကိုပြပြီးတော့အလီပြပြချင်းတက်သွားပြီးတော့အပေါ်ဆုံးကိုရောက်သွားခဲ့ပါတယ်သူရှေ့ကိုကြည့်လိုက်တဲ့အခါမှာတော့အံ့ဩမင်သက်သွားခဲ့ရပါတယ်အားကစားကွင်းထဲမှာနိုင်ငံတကာဘောလုံးပွဲကြီးတစ်ခုကျင်းပနေတာပါပွဲကြီးစင်တွေမှာလူတွေကပြင်းကျပ်နေခဲ့ပါတယ်တကယ်ကိုအမျိုးသားအဆင့်အားကစားသမားကြီးတွေကကွင်းထဲမှာကစားနေကြပါတယ်အလီဟာမျက်လုံးအပြူသားနဲ့အရာအလုံးကိုငေးကြည့်နေမိပါတယ်ချမ်းသာတဲ့လူတွေကလက်မှတ်ဝယ်ပြီးတော့ကွင်းထဲမှာလုံခြုံစွာထိုင်ကြည့်နေပေမဲ့လည်းဆင်းရဲတဲ့လူတွေကတော့အဝေးကနေပွဲကိုကြည့်ရဖို့အတွက်တာဝါတိုင်းပေါ်မှာအသက်ဆွန့်ပြီးတော့တက်ကြည့်နေရတယ်ဆိုတာကိုသူနားလည်လိုက်ပါတယ်ဒါပေမဲ့အလီအရန်ကိုစိတ်လှုပ်ရှားနေစေပါသူရဲ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်တကယ်နိုင်ငံတကာပွဲစဉ်တစ်ခုကိုတိုက်ရိုက်ကြည့်နေရတာပါရုတ်တရက်ပွဲတွေကဘောလုံးတစ်လုံးဟာတာဝါတိုင်းဘက်ကိုလွင့်လာပြီးတော့ဘောလုံးကိုမြင်ချင်းမှာပဲသူကဘလောက်အမြင့်ကြီးမှရောက်နေလဲဆိုတာကိုမေ့သွားပြီးတော့ဘာမှမစင်စားဘဲနဲ့ဘောလုံးစီကိုခေါင်းအုပ်လိုက်ပါတယ်လူတိုင်းကလက်သွားကြပါတယ်ဒါပေမဲ့အလီကတော့ဘောလုံးနဲ့အတူမြေပြင်ပေါ်ကိုဘေးကင်းစွာကျသွားပြီးအားကစားကွင်းဧရိယာနားကိုရောက်သွားခဲ့ပါတယ်တကယ်ပွဲတွေမှာတုံးတဲ့ဘောလုံးကိုကင်ထားရင်းနဲ့အလီဟာသူ့ရဲ့အရေးချင်းတွေကိုစတင်ပြသပါတော့တယ်သူကဘောလုံးကိုတည်သက်စွာထိန်းချောင်းပြသပြီးတော့သူ့ရဲ့ပါရမီတွေနဲ့သူအကောင်းဆုံးလှုပ်ရှားပြခဲ့ပါတယ်တကွင်းလုံးကလူတွေကလည်းသူ့ကိုဝိုင်းကြည့်နေကြပါတယ်အလီကိုအစောပိုင်းကဗီဒီယိုရိုက်ခဲ့တဲ့နိုင်ငံခြား
သားကြီးကလည်းအဲ့ဒီမှာရှိနေပါတယ်ပထမပွဲကလေးကသူကကောင်လေးကိုလိုက်ရှာနေခဲ့တာပါအခုပြန်တွေ့တော့သူအရန်အံ့ဩသွားပြီးတော့အရာအလုံးကိုဗီဒီယိုစရိုက်ပါတော့တယ်ကစားသမားတွေကအလီကိုဘောလုံးပြန်ပေးဖို့အော်ပြောကြပေမဲ့လည်းအလီကတော့အဲ့ဒီအခိုက်အတန့်လေးမှာပဲနစ်မျောနေခဲ့ပါတယ်မကြခင်မှာပဲရဲတွေရောက်လာပြီးတော့အလီနဲ့တာဝါတိုင်းပေါ်ကလူတွေကိုရဲစခန်းကိုဖမ်းခေါ်သွားကြပါတယ်ရဲစခန်းရောက်တော့အလီကဒေါ်လာထွက်နေခဲ့ပါတယ်သူကတကူမဟုတ်ဘူးလို့ပြောပြီးတော့ဘောလုံးပွဲကြီးုံနဲ့ဘာဖြစ်လို့ဖမ်းတာလဲလို့မေးပါတယ်ရဲတယောက်ကသူ့ကိုတငယ်ချင်းတွေရှိတဲ့နေရာကိုခေါ်သွားပြီးတော့ဘူဘူကသူ့ကိုစိတ်အေးထားဖို့ချော့ပါတယ်ဘူဘူကမျောလင်းချက်ကိုမဖျက်ဖို့နဲ့သူ့ရဲ့အိမ်မက်တူစုကိုဆက်ဆော့ရမယ်လို့တတိပေးပါတယ်အဲ့ဒီချိန်မှာပဲနိုင်ငံသားကြီးကရောက်လာခဲ့ပါတယ်သူ့ရဲ့နာမည်ကဒေးဗစ်ဖြစ်ပြီးတော့အလီအတွက်လာခဲ့တာပါဒေးဗစ်ကသူ့စီမှာပိုက်ဆံနေနေရှိလို့အလီကိုအာမခံနဲ့ထုတ်ပေးနိုင်တယ်လို့ပြောပါတယ်အလီကသူ့ရဲ့တငယ်ချင်းတွေကိုပါကူညီပေးနိုင်မလားလို့မေးပါတယ်ဒေးဗစ်ကကျန်တဲ့လူတွေကမကြခင်လွတ်မှာပါဒါပေမဲ့အလီကပြဿနာကြီးရှာထားတယ်ဆိုတော့သူ့ကိုအကြကြီးဖမ်းထားနိုင်တယ်လို့ရှင်းပြပါတယ်အဲ့ဒီခါအလီကသူ့ရဲ့အကူကိုပါထုတ်ပေးဖို့ပတ်စံလောက်တလားလို့မေးလိုက်ပါတယ်ဒေးဗစ်ကလည်းနားမလည်ပဲနဲ့အလီရဲ့အကူဒီမှာရှိနေလားလို့မေးပါတယ်ဘူဘူဟာရှေ့ကိုထွက်လာပြီးတော့သူကအလီရဲ့အကူပါလို့ပြောလိုက်ပါတယ်ဒေးဗစ်လည်းသဘောပေါက်သွားပြီးတော့အလီရောဘူဘူကိုပါထုတ်ပေးလိုက်ပါတယ်အဲ့ဒီနောက်ဒေးဗစ်ကအလီရဲ့ဘောလုံးစွမ်းရည်ကိုချီးကျူးပြီးတော့သူ့ကိုရုပ်မြင်သံကြားတွေမှာပြသတဲ့ဘောလုံးစတူဒီယိုတစ်ခုကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီကိုရောက်တော့မှဒေးဗစ်ဟာဘောလုံးကင်းထောက်တစ်ယောက်ဖြစ်နေမှအလီနဲ့ဘူဘူတို့ကတီးလိုက်ရပါတယ်။ဒေးဗစ်ကကစားသမားတစ်ယောက်ကိုကြီးလိုက်တာနဲ့သူ့ရဲ့တကယ်အလားအလာကိုသိနိုင်တဲ့သူပါ။ဒေးဗစ်ကအလီမှာရှားပါတဲ့အရေးချင်းစီးတယ်လို့ပြောပါတယ်။အဲ့ဒီအရေးချင်းတွေကိုလမ်းဘေးမှာဒီတိုင်းပျောက်ကွယ်သွားတာမျိုးသူမလိုလားခဲ့ပါဘူး။အလီတေချာလေးကြည့်ပြီးတော့တကယ် professional ကစားသမားတစ်ယောက်ဖြစ်လာဖို့အတွက်တင့်လျော်တဲ့ကလပ်တစ်ခုနဲ့ချိတ်ဆက်ပေးခြင်းတယ်လို့ပြောပါတယ်။ဒါကြောင့်မို့အလီနဲ့ဘူဘူတို့ကလည်းအရန်ကိုဝမ်းသာသွားကြပါတယ်။ဒါပေမဲ့ရက်အနှန်းငယ်တော့ကြာအောင်မယ်လို့ဒေးဗစ်ကဆင်ပြပါတယ်။သူကကလပ်အသင်းကိုအရင်သွားပြောပြီးတော့အလီအကြောင်းကိုရှင်းပြရအောင်ပါပါ။အဲ့ဒီချိန်ထိတော့အလီနဲ့ဘူဘူတို့ကသူတို့ရဲ့အလုပ်ခွင်ကိုပြန်သွားနေရမယ်လို့ပြောပါတယ်။ဒါကြောင့်မို့ဘူဘူကအလီကိုပြန်ခေါ်သွားရပါတယ်။နောက်နေ့မှာအခွင့်အရေးရတဲ့အချိန်လေးမှာအလီဟာဒေါ်ရကြီးတဲ့အိမ်စင်နဲ့အိမ်ထဲကိုခိုးဝင်ပြီးတော့သူ့ရဲ့ဆွေရောက်ဘောလုံးလေးကိုလိုက်ရှာပါတယ်။တနည်းနည်းနဲ့သူဟာဘောလုံးလေးကိုပြန်ရသွားပြီးတော့ဘေးကင်းစွာလွတ်မြောက်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကာမီလီကလည်းအလီကိုရှာတင်စားပွေနေပါပြီ။သူအိမ်ပြန်မလာဘူးဆိုတာကိုသိလို့သူ့ရဲ့အမစီကိုသွားပြီးတော့မေးမြန်းစုံစမ်းခဲ့ပါတယ်။အဲ့ဒီမှာမတွေ့တော့ဆက်ဆံနေရင်နဲ့နောက်ဆုံးမှာအလီကိုတွေ့သွားခဲ့ပါတယ်။ကာမီလီကအလီကိုအိမ်ပြန်လိုက်ခဲ့ဖို့ပြောပေမဲ့လည်းအလီကညင်ပါတယ်။ကင်းထောက်တစ်ယောက်ကသူ့ရဲ့အရေးချင်းကိုတွေ့သွားပြီးတော့ professional club ကိုခေါ်သွားပေးမယ်လို့ကတိပေးထားကြောင်းသူကပြောပြပါတယ်။အဲ့ဒါဖြစ်လာခဲ့ရင်သူ့ရဲ့အိမ်မက်တွေဟာတကယ်ဖြစ်လာပြီလို့ပြောခဲ့ပါတယ်။ကာမီလီကတော့အလီရဲ့မိသားစုစိတ်ပူနေမှာကိုတီးလို့သူ့ကိုပြန်ခေါ်သွားဖို့ကြိုးစားနေသေးပါ။ဒါပေမဲ့အလီအမကဝင်သားခဲ့ပါတယ်။သူမကအလီဟာစားပါတဲ့ခွင့်ရတစ်ခုကိုရထားလို့ဒီမှာပဲဆက်နေတင်တယ်လို့ပြောပါတယ်။အာဖရိကလိုနေရာမျိုးမှာအဲ့ဒီလိုအခွင့်အရေးရတယ်ဆိုတာတော်ရုံနဲ့မဖြစ်နိုင်ပါဘူး။အခုလိုအချိန်မှာဒါသူထွက်သွားခဲ့ရင်နောက်ထပ်ဘယ်တော့မှအခွင့်အရေးရမှာမဟုတ်တော့ဘူးလို့ဝင်ပြောခဲ့ပါတယ်။ကာမီလီကလည်းအလီဟာအရန်ငယ်တယ်လို့မိသားစုနဲ့အတူရှိတင်တယ်လို့ပြောပါတယ်။အသက်နည်းနည်းကြီးလာမှအောင်မြင်မှုကိုရှာဖွေနိုင်သေးတယ်လို့သူမကယုံကြည်နေခဲ့ပါတယ်။ဒါပေမဲ့ကာမီလီကအလီကိုတင်းကျပ်စွာခေါ်သွားဖို့ကြိုးစားတဲ့အခါမှာတော့အမဖြစ်သူကဒေါရထွက်သွားခဲ့ပါတယ်။အမဖြစ်တဲ့သူမမှာအလီကိုဒီမှာဆက်ထားခွင့်ရှိပြီးတော့ကာမီလီအနေနဲ့သူတို့သဘောမတူပဲအလီကိုခေါ်သွားခွင့်မရှိဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်မို့ကာမီလီလည်းစိတ်ဆူဆူနဲ့လှည့်ထက်သွားခဲ့ပါတယ်။အလီဟာသူမစီကိုသွားပြီးတော့စိတ်မဆိုးဖို့တောင်းပန်ခဲ့ပါတယ်။သူမလှုပ်ပေးခဲ့တာတွေတော့အမြဲတမ်းကျေးဇူးတင်နေမှာပါလို့ဆိုခဲ့ပါတယ်။ဒါပေမဲ့အခုတော့အိမ်မပြန်နိုင်သေးဘူးလို့သူကထပ်ပြောခဲ့ပါတယ်။နောက်ဆုံးအကူအညီနဲ့သူ့ရဲ့မိသားစုကိုသူဘေးကင်းကြောင်းနဲ့ကြီးမားတဲ့ဘောလုံးကလပ်တစ်ခုမှာအခွင့်အရေးရထားကြောင်းပြောပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါကြောင့်မို့ကာမီလီလည်းတိတ်တဆိတ်နဲ့ထွက်ခွာသွားခဲ့ပါတယ်။နောက်ပိုင်းမှာကာမီလီဟာအလီရဲ့ရော့ကိုသွားပြီးတော့အလီကြီးမားတဲ့ဘောလုံးကလပ်တစ်ခုမှာအခွင့်အရေးရထားကြောင်းသူ့ရဲ့မိသားစုကိုပြောပြလိုက်ပါတယ်။ဒီစကားကြောင့်တရွာလုံးကစိတ်လှုပ်ရှားသွားကြပါတယ်။ပထမဦးဆုံးအကြိမ်ဖြစ်သူတို့ရဲ့မေးရော့ကန်ရွာလေးကလူတစ်ယောက်ဟာကြီးမားတဲ့အရာတစ်ခုကိုရရှိတော့မှဖြစ်လို့ပါ။ရက်အနည်းငယ်အကြာမှာတော့အလီဟာအသင်းရဲ့ဂျာစီကိုဝတ်ဆင်ပြီးတော့ဘောလုံးကွင်းတစ်ခုထဲမှာရက်နေခဲ့ပါတယ်။ဒေးဗစ်ကလူငယ်ကစားသမားအတွက်နာမည်ကြီးတဲ့ကလပ်တစ်ခုကိုသူ့ကိုခေါ်လာခဲ့ပါတယ်။ဒါပေမဲ့မရွေးချယ်ခင်မှာတော့အလီဟာစမ်းသပ်မှုတစ်ခုကိုအောင်မြင်အောင်လုပ်ရပါမယ်။ပထမစမ်းသပ်မှုတစ်ခုကဘောလုံးအသက်အကျထိန်းကစားခြင်းနဲ့ဒုတိယစမ်းသပ်မှုတစ်ခုကအလွတ်တန်းကန်ခြင်းတို့ပဲဖြစ်ပါတယ်။အလီဟာဘောလုံးစတင်ထိန်းကစားလိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းမှာပဲလူတိုင်းကသူ့ရဲ့အရေးချင်းကိုမြင်သွားကြပါတယ်။ဘောလုံးဟာသူ့ရဲ့ခန္ဓာကိုယ်နဲ့တစ်ဆက်တည်းဖြစ်နေတယ်လို့မျိုးသူ့ရဲ့ခြေထောက်မှာငြိမ်နေခဲ့ပါတယ်။သူဟာချောမွေ့ယုံကြည်စွာနဲ့လှုပ်ရှားပြနေခဲ့ပါတယ်။ဒီပြကသူ့ကိုအလေးနဲ့စိတ်ဝင်စားနဲ့စောင့်ကြည့်နေခဲ့ပါတယ်။နောက်တော့ free kick ကန်မဲ့စမ်းသပ်မှုကိုရောက်လာခဲ့ပါတယ်။အလီဟာ3ချိန်ကန်ခွင့်ရပြီးတော့2ဂိုးဝင်ရင်သူ့ကိုရွေးချယ်မှာဖြစ်ပါတယ်။ပထမတစ်ချိန်ကန်လိုက်တာမအောင်မြင်
ခဲ့ပါဘူး။ခိုးသမားကအလွယ်လေးနဲ့ဖမ်းပြလိုက်ပါတယ်။ဒေးဗစ်နဲ့နီးပြကမျက်နှာပြတ်သွားခဲ့ပါတယ်။ဒုတိယအချိန်မကန်ခင်မှာအလီကသူ့ရဲ့ဖနက်တွေကိုချွတ်ပစ်လိုက်ပါတယ်။လူတိုင်းကနားမလည်နိုင်အောင်ဖြစ်သွားကြပေမဲ့လည်းအလီဟာတစ်သက်လုံးချီပလာနဲ့ပဲကစားလာခဲ့လို့ဖြစ်ပါတယ်။ဖနက်တွေကသူ့ကိုအထောက်အကူမဖြစ်စေဘဲနဲ့နောက်ဆွဲနေတယ်လို့ဖြစ်နေခဲ့တာပါ။အခုတော့ချီပလာနဲ့အလီဟာဒုတိယအချိန်ကန်လိုက်တဲ့ချိန်မှာတော့ဂိုးဝင်သွားခဲ့ပါတယ်။တတိယတစ်ချိန်ထပ်ကန်တော့လေဂိုးကဝင်သွားပြန်ပါတယ်။နီးပြလည်းအရန်ကိုအံ့ဩသွားပြီးတော့အလီကိုရွေးချယ်လိုက်ပါတယ်။ဒါပေမဲ့နီးပြကအလီကိုအပြစ်ပေးခဲ့ပါတယ်။အလီကိုပူပြင်းတဲ့နေရအောက်ကမြင့်မာတဲ့စင်မြင့်တစ်ခုပေါ်မှာမတ်တက်ရက်ခိုင်းပါတယ်။ဒါကြောင့်မို့အလီလည်းအရန်ကိုစိတ်ထိခိုက်သွားခဲ့ရပါတယ်။နီးပြကသူ့ကိုမနစ်သက်လို့ဒီအတင်းမှာသူ့ကိုဘယ်တော့မှအသေးချာနေရပေးမှမဟုတ်ဘူးလို့စတင်ယုံကြည်လိုက်ပါတယ်။အလီဟာနေပူထဲမှာရက်နေတော့ဘူဘူကသူ့စီကိုရောက်လာခဲ့ပါတယ်။စိတ်တမကြဖို့ကိုဘူဘူကပြောပါတယ်။နေပူထဲမှာရက်နေတာကလည်းလေ့ကျင့်ကန်တစ်ခုပဲလို့ဆိုပါတယ်။တနေ့ကျရင်တကယ်ကစားသမားဖြစ်လာတဲ့အခါအလီဟာအဲ့ဒီလိုနေပူထဲမှာပဲနိုင်ပေါင်းများစွာကစားရမှာပဲလို့ပြောပါတယ်။ပြီးတော့ဘူဘူကအလီကိုတစိမ့်ပါတဲ့ခြေအိတ်တစ်စုံပေးလိုက်ပါတယ်။အဲ့ဒါဝယ်ဖို့သူရက်အတော်ကြာပတ်စံစုခဲ့ရတာပါ။ဒါပေမဲ့အလီကတော့အရန်ကိုစိတ်ပြတ်နေပြီးတော့မပြောနိုင်ခဲ့ပါဘူး။နီးပြကသူ့ကိုမကြိုက်လို့အတင်းကနေထုတ်ပြစ်နိုင်တာမို့ဒီခြေအိတ်တွေကဘာမှအရေးမပါတော့ဘူးလို့သူကပြောပါတယ်။အဲ့ဒီညမှာအလီကသူအရှုံးပေးပြီးတော့ရွာကိုပဲပြန်တော့မယ်လို့ဘူဘူကိုပြောပါတယ်။ဘူဘူကသူ့ကိုအရှုံးပေးခွင့်မပေးခဲ့ပါဘူး။အောင်မြင်တဲ့လူတော်များများရဲ့အကြောင်းကိုသူဖတ်ပူပြီးတော့ဘယ်သူမှလွယ်လွယ်နဲ့ရောက်လာခဲ့ကြတာမဟုတ်ဘူးလို့အလီကိုပြောပါတယ်။ကြီးမြတ်မှုစီကိုရောက်သွားတဲ့လူတိုင်းဟာအရင်ဆုံးနာကျင်မှုကြဆုံမှုနဲ့ရုန်းကန်မှုတွေကိုဖျက်ဆီးခဲ့ကြတာကြီးပဲလို့ပြောပါတယ်။နီးပြနဲ့ပတ်သက်ပြီးတော့အလီထင်နေတာကမှားနေတယ်လို့ပြောပါတယ်။သူဟာတေချာစောင့်ကြည့်နေတာနီးပြကအလီရဲ့အရေးချင်းကိုတန်ဖိုးထားခဲ့တာပါလို့ပြောပါတယ်။အလီဟာဘာဖြစ်လာနိုင်လဲဆိုတာကိုနီးပြကသိလို့အခုလိုစီကံတင်ကျက်နေတာဖြစ်မယ်လို့သူ့ရဲ့တငယ်ချင်းကိုအားပေးစကားပြောခဲ့ပါတယ်။ပြီးတော့ဘူဘူကအလီကိုနာမည်ကြီးအာဖရိကကစားသမားတစ်ယောက်ကစားနေတဲ့ဘောလုံးပွဲကိုတွားကြည့်ဖို့ခေါ်သွားပါတယ်။ပရိသတ်တွေကအဲ့ဒီကစားသမားကိုအော်ပပေးရင်းနဲ့ဆေးလုစားစွာအားပေးနေကြပါတယ်။အဲ့ဒီကစားသမားကဒီအစည်းကိုရောက်လာဖို့ဘလောက်စူးစမ်းခဲ့ရလဲဆိုတာကိုဘူဘူကအလီကိုပြောပြပါတယ်။အလီဟာတောက်ပတဲ့မျက်လုံးတွေနဲ့ငေးကြည့်နေမိပါတယ်။ဒါကြောင့်မို့သူလည်းပြန်ပြီးတော့စိတ်ခွန်အားရလာခဲ့ပါတယ်။တနေ့ကျရင်သူလည်းအဲ့ဒီလိုရုံမြင့်တန်ကြားပေါ်မှာကစားရမယ်လို့ဘူဘူကိုပြောပါတယ်။သူရဲ့မိသားစုသူ့ရွာနဲ့ဘူဘူအားလုံးကသူ့ကိုစောင့်ကြည့်နေရမယ်လို့ပြောပါတယ်။ဘူဘူဟာကောင်လေးကိုကြည့်ပြီးတော့ဂုဏ်ယူစွာနဲ့ပြုံးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဒေးဗစ်ကအလီအတွက်လှုပ်ဝက်အစီအစဉ်တစ်ခုဆွဲနေခဲ့ပါတယ်။ရက်အနေငယ်ကြတော့နိုင်ငံတကာလူငယ်ပွဲတစ်ခုကျင်းပပါတယ်။ပွဲနေ့မှာဒေးဗစ်ကနီးပြအတင်းကကစားသမားတစ်ယောက်ကိုပွဲစားတာနဲ့ဒဏ်ရာရချင်အောင်ဆောင်ဖို့တိတ်တဆိတ်ပတ်စံပေးလိုက်ပါတယ်။ဒေးဗစ်ကအလီရဲ့အရေးချင်းကိုလူရမ်းမြင်ဖို့အတွက်ကွင်းထဲကိုဝင်ကစားခွင့်ရစေချင်တာပါ။ပွဲစားတဲ့ချိန်မှာတော့အလီကနီးပြဘေးမှာထိုင်ကြည့်နေပြီးတော့ဒေးဗစ်လည်းအဲ့ဒီမှာရှိနေပါတယ်။အလီရဲ့ရွာမှာတော့လူတိုင်းကရေဒီယိုကနေပွဲကိုနားထောင်နေရင်းနဲ့အလီရဲ့နာမည်များပါလာမလားလို့စောင့်မျှော်နေကြပါတယ်။ကွင်းထဲမှာနီးပြရဲ့အတင်းကရုန်းကန်နေရပါတယ်။တစ်ဖက်အတင်းကတန်မာလွန်းလို့ပွဲကလက်လွှဲရမလို့ဖြစ်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာဒေးဗစ်ပတ်စံပေးထားတဲ့ကစားသမားကရုတ်တရက်ဒဏ်ရာရသွားတယ်လို့ဟန်ဆောင်ပြီးတော့ကွင်းထဲကနေထွက်သွားပါတယ်။နီးပြလည်းစိတ်ပူသွားခဲ့ပါတယ်။ဒေးဗစ်ကအလီကိုနီးပြစီကိုလှုပ်လိုက်ပါတယ်။အလီကအဲ့ဒီကစားသမားနေရာမှာဝင်ကစားခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။တခြားရွေးချယ်စရာမရှိတော့တာနဲ့နီးပြကအလီကိုဝင်ကစားခွင့်ပေးလိုက်ပါတယ်။အလီဟာကွင်းထဲကိုဝင်သွားတာနဲ့တပြိုင်နက်အရာအလုံးကပြောင်းလဲသွားပါတော့တယ်။အလီကသူကိုယ်တိုင်လေ့ကျင့်ထားတဲ့ကွက်ကြော်ရိုက်မှုတွေကိုအသုံးပြုပါတယ်။နောက်တန်လူတွေကိုလိန်ခေါက်ကြော်ဖြတ်ပါတယ်။ဘောလုံးကိုလှပစွာထိန်းချုပ်ပြီးတော့အခွင့်အရေးတွေဖန်တီးပေးပါတယ်။ပြီးတော့သူ့ကိုသွင်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူကပို့ပြီးတော့ဖိအားပေးပြီးကစားပါတော့တယ်။လူတိုင်းကသူ့ကိုကြည့်ပြီးတော့အံ့အားမင်သက်သွားကြပါတယ်။အလီကြောက်ပဲအတင်းကအခြေအနေပြန်ကောင်းလာပြီးတော့ပြိုင်ပွဲမှာအနိုင်ရသွားပါတယ်။နီးပြလည်းအရန်ကိုပျော်သွားခဲ့ပါတယ်။ပွဲပြီးမှနီးပြကအလီကိုအတင်းကောင်းဆောင်ဂျာစီပေးလိုက်ပါတယ်။ရှောင်းမှာလည်းလူတွေကအလီရဲ့အောင်မြင်မှုကိုအောင်ပွဲခံနေကြပါတယ်။သူရဲ့နာမည်ကအနီးနားကရွာတွေကိုပါပြန့်နှံ့သွားပြီးတော့အဲ့ဒီပြိုင်ပွဲမှာတော့တနိုင်ငံလုံးကဆွေရောင်ဘောလုံးနဲ့ပါရမီရှင်ကလေးငယ်လေးအကြောင်းကိုစတင်ပြီးတော့သိလာကြပါတော့တယ်။အချိန်ကတစ်နှစ်လောက်ကုန်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီခါဒေးဗစ်စီကိုပြင်သစ်က Green Class ဆိုတဲ့ကလပ်တင်တစ်ခုစီကနေအလီအတွက်ကြီးမားတဲ့ကမ်းလှမ်းမှုတစ်ခုရောက်လာခဲ့ပါတယ်။သူတို့ကအလီကို9နှစ်တိအခမဲ့လေ့ကျင့်ပေးချင်နေခဲ့တာပါ။ဒါကသူ့ကိုနိုင်ငံတကာဘောလုံးသမားတစ်ယောက်ဖြစ်လာအောင်ပြင်ဆင်ပေးလိုက်တာပါပဲ။ဒေးဗစ်လည်းအရန်ကိုစိတ်လှုပ်ရှားသွားပြီးတော့နီးပြကိုသွားပြောပါတယ်။ဒါပေမဲ့နီးပြကအာဖရိကမှာအခွင့်အရေးတွေရှိနေပါလျက်နဲ့အလီဘာလို့ထွက်သွားရမလဲလို့မေးခွန်းထုတ်ပါတယ်။ Green Class ဆိုတာကတော့တမန်ကလပ်မဟုတ်ဘူးလို့ဒေးဗစ်ကရှင်းပြပါတယ်။သူတို့ရဲ့လေ့ကျင့်မှုကအလီရဲ့အရေးချင်းကိုပို့ပြီးတော့ထပ်မြက်စေပြီးတော့နိုင်ငံတကာကစားသမားတစ်ယောက်ဖြစ်လာဖို့အကူအညီပေးနိုင်တယ်လို့ဆိုပါတယ်။နီးပြကသဘောတူလိုက်ပေမဲ့လည်းအလီရဲ့မိဘတွေကခွင့်ပြုမှသာရမယ်လို့ဆိုပါတယ်။ဒါကြောင့်မို့ဒေးဗစ်ကအလီကိုရွာကိုပြန်ခေါ်သွားပါတယ်။အလီပြန်ရောက်လာတာကိုကြားတဲ့ရွာသားတွေကသူ့ရဲ့အနာကိုစုယုံပြီးရောက်လာကြပါတယ်။သူပြင်သစ်ကိုတွားရမယ်ဆိုတာကိုသိကြတော့လူတိုင်းကအရန်ကိုစိတ်လှုပ်ရှားသွားကြပါတယ်။မိသားစုကလည်းခွင့်ပြုချက်ပေးလိုက်ပါတယ်။ဒါပေမဲ့အလီရဲ့အဖေကတော့တိတ်ဆိတ်နေစေပါပဲ။ရွာသားတွေကအလီအောင်မြင်မှုအတွက်အဆုတောင်းပွဲတစ်ခုကျင်းပပေးပါတယ်။လူတိုင်းကသူ့အတွက်အဆုတောင်းပေးကြပေမဲ့အလီကတော့အဖေရဲ့အကောင်းကြီးမပါဘဲနဲ့မထွက်သွားကြ
ချင်ဘူးလို့ဝမ်းနည်းစွာပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူ့အဖေလည်းသူ့အတွက်တိတ်တဆိတ်ဆူတောင်းပေးနေတာကိုသူမြင်လိုက်ရပါတယ်အလီဟာသူ့ရဲ့အဖေစီကိုချက်ချင်းပြေးသွားပြီးတော့လက်ကိုဆုပ်ကိုင်လိုက်ပါတယ်သူ့ရဲ့အိမ်မက်တွေကိုအကောင့်တွေဖော်ပြီးတော့အဖေဂုံယူရအောင်လုပ်ပါမယ်လို့သူကကတိပေးလိုက်ပါတယ်သူတို့နှစ်ယောက်ကြားမှာစကားတွေတိတ်အများကြီးပြောစရာမလိုခဲ့ပါဘူးအဲ့ဒီအခိုင်အတန့်လေးမှာပဲတားပါနှစ်ယောက်တယောက်ကိုတယောက်အပြေးအဝနားလည်သွားကြပါပြီအဲ့ဒီနောက်မှာတော့အလီကသူ့ရဲ့မိသားစုတငယ်ချင်းတွေနဲ့ယာကိုနှုတ်ဆက်လိုက်ပါတယ်သူ့ကိုယုံကြည်သူတိုင်းရဲ့မျှော်လင့်ချက်တွေကိုတည်ပိုးရင်းနဲ့ပြင်သစ်ကို9နှစ်တာထွက်ခွာသွားရပါတယ်ပြင်သစ်လေဆိပ်ကိုအလီရောက်တဲ့အချိန်မှာတော့တက္ကစီတစ်စီးကိုငှားပြီးတော့ Green Club ကိုပို့ပေးဖို့ရေမောင်းကိုပြောလိုက်ပါတယ်ရေမောင်းကသူ့ရဲ့နာမည်ကိုမေးပါတယ်အလီဟာသူ့ရဲ့နာမည်ကိုပြောလိုက်တော့ရေမောင်းကသူ့ကိုမှတ်မိသွားပြီးတော့မင်းကအာဖရိကကနာမည်ကြီးလူငယ်ဘောလုံးစားသမားတစ်ယောက်မဟုတ်လားလို့မေးပါတယ်အလီကလည်းပြုံးပြုံးကြီးဟုတ်ပါတယ်လို့ဖြေလိုက်ပါတယ်ဒီလိုနဲ့နှစ်တွေကလည်းတဖြည်းဖြည်းနဲ့ကုန်လွန်သွားခဲ့ပါတယ်နောက်ဆုံးမြင်ကွင်းမှာတော့အလီရဲ့အနာဂတ်ပုံရိပ်တွေကိုကျွန်တော်တို့မြင်တွေ့ရမှာပါသူ့ရဲ့အိမ်မက်တွေကတကယ်ကိုရှင်သန်နေခဲ့ပါပြီသူဟာနိုင်ငံတကာဘောလုံးသမားတစ်ယောက်အာဖရိကရဲ့ကြီးကျယ်ခမ်းနားတဲ့နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်နဲ့တန်ပေါင်းများစွာသောလူတွေအတွက်စံပြအတူယူစရာကောင်းသူတစ်ယောက်ဖြစ်လာခဲ့ပါပြီသူ့ရဲ့မိသားစုဟာဆင်းရဲဒုက္ခတွေကနေလွတ်မြောက်သွားခဲ့ပါတယ်သူ့ရဲ့ရွာကလေးကလည်းသူ့အတွက်ဂုဏ်ယူလို့မဆုံးဖြစ်နေပါတယ်ပြီးတော့တစ်ချိန်ကဖုံထူတဲ့ရွာကလေးကဆင်းရဲတဲ့ကလေးတွေဟာဆေးတုပ်ပြီးတော့ဖန်တီးခဲ့ကြတဲ့ဆွေရောက်ဘောလုံးလေးဟာဘယ်တော့မှတည်ဆုံးမသွားခဲ့တဲ့အိမ်မက်တစ်ခုရဲ့ပြရုပ်တစ်ခုဖြစ်လာပါတော့တယ်ဒီဇက်လန်လေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် channel ကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လုပ်သွားပြီးကြဖို့ဒီနေရာကနေတောင်းဆိုချင်ပါတယ်ခင်ဗျာ